အားလုံးပဲမင်္ဂလာပါရေဝရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဂျွန်တရက်နေ့လက်တလိုက်ရဲ့ပထမဦးဆုံးရက်မှာမင်္ဂလာသတင်းတွေတည်ဆောင်လာပါတယ်စူပါဆန်ဒေးဟော်လီဒေးလည်းဖြစ်တယ်ဒီလိုရက်မျိုးမှာကျွန်တော်မိပါတယ်ဒါအပတ်စဉ်တွေ့ဆုံဆွေးနွေးနေတဲ့ပုံစံလေးအတိုင်းပဲတင်ပြပေးပါမယ်အာရကတတော် AA ULA ရခိုင်သူရခိုင်သားတွေတမချက်ကတော့လက်လန်နေဗျာဘုံမူကြီးအစင်ရှိတဲ့တရင်မှုတကောင်ကိုထပ်မံပြီးတော့ရလိုက်ပါတယ်ဆိုတော့ဒီအကြောင်းတွေကိုကျွန်တော်တင်ပြပေးမယ်နောက်ထပ်သတင်းတစ်ခုမှလည်းပဲရှေ့တန်းစစ်မျက်နှာပြင်မှာကျွန်မဖက်စစ်ခွေးတက်ကကောင်းနေဘလောက်တောင်အသေးချမ်းနေလဲဆိုရင်အသေးချမ်းနေဆိုတော့ကျွန်တော်တို့လူငယ်တွေဒါအချို့ဒီ mobile game တွေပါတယ်gaming တွေပါ gaming တမားတွေလည်းပါပါမယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်အသေးချမ်းနေဆိုတာအရန်ကိုချမ်းနေတာမဟုတ်ဘူးအသေးတွေအရန်များနေတာကိုဆိုလိုခြင်းဖြစ်ပါတယ်ဘလောက်တော့အသေးချမ်းနေလဲဆိုရင်မြေတူးစက်နဲ့တူးပြီးတော့ကျွန်မဖက်စစ်ခွေးတက်ကကောင်တွေကိုအစုလိုက်အပြုံလိုက်တွင်းထဲမှာအများအပြားကိုထဲ့သွင်းပြုတ်နေရတဲ့အခင်းချင်းတွေဖြစ်ပေါ်နေပါတယ်ဒါရှေ့ထဲမှာဖြစ်နေတာเนาะဒါပေမဲ့ကျွန်မဖက်စစ်ခွေးတက်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့သူ့အိမ်မှာလက်ရှိသူနေတဲ့အိမ်မှာဘန်ကာတွေအထက်တိဆောက်ပြီးတော့တန်ကြက်ကရင်တန်းတွေပါအကာအကွယ်ယူထားတယ်ပြီးတော့ဂျမ်ဘာတွေတက်ဆင်ထားတဲ့အကြောင်းကိုကျွန်တော်နှိုင်းရှင်တင်ပြပေးမှာပါရှေ့စစ်မျက်နှာပြင်မှာကျွန်မဖက်စစ်ခွေးတွေအမြောက်အများစုလိုက်အပြုံလိုက်မြုပ်နှံနေရတဲ့အချိန်သူကြတော့တိတ်မှကြောက်နေတာလားဒါကိုကျွန်တော်တို့မိကုန်းအတူတူထုတ်သွားမှာဖြစ်ပါတယ်နောက်ထပ်ဂျပန်သတင်းဌာနအထိရောက်သွားတဲ့ PNL ရဲဘော်၄ဦးကိုကျွန်မဖက်စစ်ခွေးတက်နဲ့ PNO ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပြစ်တက်ခဲ့တဲ့အကြောင်းပါနိုင်ငံတကာသတင်းမီဒီယာထက်ကိုရောက်ရှိသွားပါပြီဒီအကြောင်းတွေကိုကျွန်တော်တင်ပြပေးမှာနောက်ဆုံးမှတော့မိုးတွင်ကာလအခါသမယမှာကျွန်တော်တို့ကရင်တွေဒီချက်ကလည်းရှေ့လန်းနေပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိဘတဦးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါစေအကျန်းဖတ်လူသက်ကောင်တွေဟာသူတို့ရဲ့မူလဇစ်မြစ်ဇရိုက်ကိုဘလို့ပဲဖုတ်ပြပါစေပေါ်ကိုပေါ်တယ်သူတို့နှစ်ပေါင်းများစွာဘလို့အခြေအနေမျိုးနဲ့သတင်းဖကြသတင်းလိမ်တွေထုတ်ပြန်ခဲ့ပါစေအခုလူနဲ့တူပါဖွာလာကြတဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူလူထုတရက်လုံးနဲ့ရင်ဆိုင်တွေ့နေရတဲ့အချိန်မှာဘလို့မှသတင်းလိမ်လို့မရတော့အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေနဲ့ပြည်သူစစ်PNO တပ်ဖွဲ့ဝင်တွေပြစ်တက်လိုက်တဲ့ကျွန်တော်တို့ PNL တပ်ဖွဲ့ဝင်တွေရဲ့ရုပ်သံမှတ်တမ်းကဘာကိုပြန့်နှံ့သွားပါတယ်ဒါကြောင့်လည်းပဲဂျပန်သတင်းဌာနကတင်ပြခဲ့တာဖြစ်ပါတယ်အဲ့ဒီသတင်းဌာနကရုပ်သံဗီဒီယိုဖိုင်နဲ့တကွာသူတို့ရဲ့ကြိုတုံသတင်းမှာတင်ပြခဲ့ပြီးဖြစ်ပါတယ်မနေ့ကမေလ31ရက်နေ့မှာပဲဂျပန်သတင်းမှာပါသွားခဲ့ပါပြီဒါကိုသူတို့တွေဘယ်လိုမျိုးထွက်ပြီးတော့လိန်အောင်မလဲတခါလေးတော့လည်းစိတ်ဝင်စားဖို့ကောင်းတယ်ဂျပန်သတင်းဌာနကြီးမှာပါလာတဲ့အကြောင်းအရာကိုသတင်းမှန်ပြန်ကြားရေးဆိုတဲ့ခေါင်းစဉ်နဲ့ဇော်မဲလိန်ဒိုရီမို့ဂျပန်ဖက်စစ်ခွေးတဲ့လော်ဘီကကောင်းနေဘယ်လိုမျိုးသတင်းကိုဒါလိန်လေအုံးလဲလို့ကျွန်တော်ကအထူးစိတ်ဝင်စားနေတာပါဒီအကြောင်းအရာကကျွန်တော်ရဲ့ Telegram မှာအဲ့ဒီဒါပြစ်ခတ်လိုက်တဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတင်ပြထားတယ်ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ဒါကာဝယ်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေသူတို့ကိုဖမ်းမိလိုက်တဲ့အချိန်မှာပြစ်တက်လိုက်တဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ uniform နဲ့ဗတ်စိတ်ကိုသေချာရှင်းလင်းစွာမြင်တွေ့လိုက်ရတာပါဒါကြောင့်လည်းပဲဂျပန်သတင်းစာကအကြမ်းဖက်စစ်ခွေးတက်ကပြစ်တက်လိုက်တာဘာလို့တိတိကျကျပြောဆိုခဲ့တာဆိုတော့အဲ့ဒီမှာတယောက်တည်းကကျွန်တော်တို့ဒါမောင်းပြန် rifle နဲ့
ပြစ်သက်သွားတာမဟုတ်ဘဲနဲ့ဘေးနားမှာပြည်သူစစ်တွေကပါဒါတိုင်းရင်သားတော်လန်တော့ရဲဘော်၄ဦးကိုအပြိုင်နက်ထဲမှာပြစ်သက်လိုက်တာဖြစ်တယ်ပြီးတော့အဲ့ဒီအလောင်း၄လောင်းကိုလည်းသူတို့တွေစီတန်းချထားတာကိုလည်းကျွန်တော်တို့ထပ်မံတွေ့ရမှာဖြစ်တယ်အားလုံးက9ယောက်ပါနောက်ထပ်2ဦးကိုအခြားသောနေရာမှာရဲဆက်ဆက်ပြစ်သက်ခဲ့တာပါဆိုတော့ရှေ့မှာဖမ်းမိခဲ့တဲ့သူတွေကိုသူတို့တွေဟာအခုလိုမျိုးတနက်နဲ့ပေါ်ပေါ်ထင်ထင်ပြစ်သက်ပြလိုက်တယ်ဆိုတော့ Standard Army ကြီးရဲ့ဂုံသတင်းကဘာကိုကြော်စောသွားတာပါဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့အသက်ခံရတဲ့သူတွေဟာစီဆိုင်မြို့နယ်လွယ်ဆောင်ရွာကဒုဗိုလ်ခွန်ကျက်စီဆိုင်မြို့နယ်ကနောင်ကျင်းထုံရွာတက်စိတ်မှုခွန်မွေးတောင်ကြီးမြို့နယ်ထီခေါင်ပင်တွန်းရွာဒုတက်စိတ်မှုခွန်ထုံးငွေတောင်ကြီးမြို့နယ်ပင်တွန်းရွာကပဲရဲဘော်ခွန်ဦးစီဆိုင်မြို့နယ်နောင်ထောင်ရွာကရဲဘော်နေလင်းတို့9ဦးဖြစ်တဲ့အကြောင်းကို PNFC ဥက္ကဋ္ဌကဒီကနေ့ပြောဆိုခဲ့တာဖြစ်ပါတယ်စစ်ရာဇဝတ်မှုအများပြားကိုကျူးလွန်နေတဲ့အကြမ်းဖက်စစ်ခွေးတက်နဲ့ PNO ဟာကိုဂျိုးကိုပဲကြည့်ပြီးတော့ခရိုနီနေဝင်းထွန်းတဲ့ခေါင်းဆောင်များနဲ့လက်ရှိလုံနေတဲ့ဒါလက်စားချေတဲ့ပုံစံမျိုးတွေပြီးတော့တကယ်ကိုအကြမ်းဖက်ရက်ဆက်တဲ့ပုံစံမျိုးတွေကိုသူတို့ဟာခုခံကာကွယ်တဲ့အခြေအနေတွေနဲ့ရှေ့ကိုဆက်နေတဲ့အကြောင်းကိုလည်းသူထပ်ပြီးတော့ပြောဆိုခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာ PNL ရဲဘော်တက်တက်ခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်ကိုကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေကရှေ့တန်းစစ်မျက်နှာအပြင်ကအကြမ်းဖက်စစ်ခွေးတက်နဲ့ပြည်သူစစ်တွေဖမ်းမိခဲ့တဲ့သူတွေစီကဒါဖုန်းတွေကအဲ့ဒီဗီဒီယိုဖိုင်ကိုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်ဒါကတော့အဓိကသက်သေတစ်ခုဖြစ်သွားတာပါဒါကြောင့်လည်းပဲဂျပန်သတင်းဇာအထိဂျပန်သတင်းဌာနအထိချက်ချင်းပဲပြန့်လွင်သွားတာပါသူတို့မိနေမှာဆိုလို့ပြောမယ်ဒါဟာຫນွေဦးတော်လန်ရေးပြကျွန်တော်ຫນွေဦးတော်လန်ရေးမှာတစ်ကမ္ဘာလုံးကမိဘပြည်သူတွေအကုန်လုံးပါဝင်နေတာဒါကြောင့်လည်းပဲနေချင်းညချင်းခုလိုမျိုးသတင်းတွေထွက်ပေါ်သွားတာဖြစ်ပါတယ်စစ်တုံးမန်းတွေစီကအဲ့ဒီဖုန်းတွေပြန်ရပြီးတော့သူတို့ကိုစစ်ဆေးခဲ့တာပေါ့သူတို့9ယောက်ကိုတပြိုင်တည်းတပ်ခတ်ခဲ့တာမဟုတ်ဘူးတဦးကိုတနေရာမှာတပ်ဖြတ်ခဲ့တာပြီးတော့4ဦးကိုအဲ့ဒီဗီဒီယိုဖိုင်မှာပါတဲ့အတိုင်းပဲပြတ်တက်ခဲ့တာသူတို့အလောင်းတွေကို CCGG ထားထားတယ်လို့ခွန်ရင်းရန်ကပြောဆိုခဲ့ပါတယ်သူတို့အနေနဲ့ကစစ်တုံးမန်းတွေဖမ်းမိတာတွေရှိပါတယ် PNO ပြည်သူစစ်အဖွဲ့ဝင်တွေဗိုလ်မှူးအဆင့်ထိဖမ်းမိတာတွေရှိတယ်ဒါပေမဲ့ဒီလိုမျိုးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာမျိုးတရားမှမလုပ်ခဲ့ဘူးစစ်တုံးမန်းဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့ခွန်ရင်းရန်ကထပ်မံပြီးတော့ဖော်ပြခဲ့ပါတယ်ဒီမှာအကြမ်းဖက်အုပ်စုနဲ့တော်လှန်သောတပ်ဖွဲ့ဝင်တွေရဲ့ကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေနဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်တကယ်ကိုကိုပြပြအခြေအနေခုကိုထပ်မံပြီးတော့မြင်တွေ့ရတာပါလက်ရှိချိန်မှာလည်းဂျမ်ဖက်စစ်ခွေးတက်ကကျွန်တော်တို့ပြည်သူကိုအကြောက်တရားနဲ့အုပ်ချုပ်ခြင်းတွေလို့အခုလိုရဲဆက်ဆက်တပ်ဖြတ်ပြပြီးတော့ကျွန်တော်တို့ကိုကြောက်စိတ်တွင်းနေခဲ့တာပါဒီအကြောင်းကိုကျွန်တော်ရဲ့ဗီဒီယိုဒီကုန်းပိုင်းမှာကျွန်တော်ထပ်မံပြီးတော့အသေးစိတ်တင်ပြပေးပါမယ်ဟုတ်ပြီဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်တို့မိဘပြည်သူတွေအားလုံးဒါမကြည့်ရသေးတဲ့သူတွေရှိတယ်ဆိုရင်ဒါ ရဲဘော်ရှမ်းလေးကျွန်တော်ရဲ့ Telegram မှာဝင်အောင်ကြည့်ရှုပေးပါအဲ့ဒီဗီဒီယိုဖိုင်ကရှင်းရှင်းလင်းလင်းဒါတွေ့မြင်ရမှာဖြစ်တယ်ဆိုတော့ပြက်ခတ်တဲ့အကြမ်းဖက်ကောင်ရဲ့ဗတ်စိတ်နဲ့ uniform ကိုလည်းတေချာစွာမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့လက်ရှိအချိန်ထိရက်ဆက်ရုပ်မှာပြနေတဲ့အခြေအနေတစ်ခုပါနောက်ထပ်တစ်ခုအဲ့ဒါကတော့အာခတ်တက်တော် AA အောင်ဝဲထပ်ပံပြီးတော့ရယူလိုက်ပါတယ်အဲ့ဒါကတော့ကြောက်ဖြူမျိုးနယ်မှာပဲဖြစ်ပါတယ်ဂျမ်ဖက်စစ်ခွေးတက်တွေတေဆုံးမှုများပြားနေပြီးတော့မြေတူးဇက်နဲ့ပါအစုလိုက်အပြုံလိုက်မြေမြုပ်နေရတဲ့အခြေအနေဇိုးတွေကြားထဲမှာဒုဗိုလ်မှူးကြီးအဆင့်ရှိတဲ့တရင်မှုတကောင်မှာတိုးတိုးတိတ်တိတ်အဲ့ဒီ
မြစ်တူးဆက်နဲ့တူးထားတဲ့စုပြုံပြီးတော့တင်းကြိုတဲ့စုပြုံပြီးတော့မြုပ်ရတဲ့အထဲမှာဒုဘူမူကြီးအစစ်ရှိတရင်မှုတစ်ကောင်မှာထဲသွင်းမြုပ်နှံလိုက်ရပါကြောင်းစိတ်တော့မကောင်းဘူးအပွဲချက်ကဒါဘူမူကြီးတွေရဲ့မိသားစုဝင်တွေအတွက်ပြောတာပါခင်ဗျားတို့ယောက်ျားတွေဟာအခုလိုပဲလူလို့တောင်တတ်မှတ်ချင်းမခံရတဲ့အခြေအနေမှာလူလိုသူလိုတင်းကြိုမခံရဘူးဆိုတာကိုသိစေချင်တာပါအဲ့တော့သမင်းစားပြီးလူမဖြစ်တဲ့သူတွေအားလုံးဒါကိုဖန်ဖန်အလန်လန်သုံးသပ်ဖို့ရည်ကြည်ပါတယ်ဆိုတော့ဒါတွေပြောနေရင်လဲသူတို့ကနားလည်မှာမဟုတ်ဘူးဗျသမင်းစားပြီးတော့လူမဖြစ်တဲ့သူတွေဖြစ်နေလို့ပါဟုတ်ပြီအဲ့ဒီမှာသေဆုံးတဲ့အလောင်းကောင်တွေကိုယာရုကြီးယာရုငယ်တက်ကြအဆင့်အောက်ခြေအဆင့်စုလိုက်အပြုံလိုက်မြေမြုပ်တင်းကြိုတနေရာတဲမှာပဲစုပြုံထည့်ထားလိုက်ပါရယ်လို့ကျွန်တော်တို့စေသတင်းအရင်းမြစ်တွေမှာသိရပါတယ်အဲ့တော့မင်းကဒုဗိုလ်မှူးကြီးလားမင်းကဗိုလ်မှူးကြီးလားမင်းကဗိုလ်ကြီးလားမင်းကတက်ကြကြီးလားမင်းကတက်သားလားသွားထိုးတခြင်းထဲမှာအကုန်လုံးဝင်အိတ်နေလိုက်အရန်ကိုမျှတာတယ်အခြေအနေတွေကိုကျွန်တော်တို့လူတွေမသိခင်မှာငါကတော့ဘလို့ယာလို့ရှိတယ်ငါကတော့ဘလို့ကွန်ဖက်တွေပိုင်ဆိုင်ထားတယ်ငါကတော့ဘလောက်ထိချမ်းသာနေတယ်ငါကတော့ဘလို့ကောင်မျိုးပါငါဆိုတဲ့အတ္တတွေနဲ့လူစရိုက်တဘာဝတွေမှာတွေ့မြင်ရပေမဲ့တကယ်သိဆုံးရတဲ့အချိန်မှာဒီကနေ့အရကတက်တော်ရဲ့မြေပြင်မှာရခိုင်မြေမှာမြေမြုပ်သိန်းကြိုခံလိုက်ရတဲ့ဗိုလ်မှူးကြီးတွေဗိုလ်ချုပ်ကြီးတွေတရင်မှုတွေပြီးတော့ဗိုလ်ကြီးတွေတက်ချက်ကြီးတွေတက်သားတွေအကုန်လုံးကိုတွင်ထဲမှာစုပြုံမြုပ်ပလိုက်တာအဲ့တော့သူတို့ရဲ့ယာဒူးတွေသူတို့ရဲ့အစင်တန်းတွေဘာမှမဟုတ်အားလုံးဟာအတူတူဖြစ်တယ်လူတွေအကုန်လုံးသိသွားရင်ဘာတစ်ခုမှယူသွားလို့မရအောင်ဒါလေးကသင်ဝင်ကရဖို့ကောင်းပါတယ်ဆိုတော့တက်တွင်းတွေမှာကျွန်တော်အမြဲတမ်းကြားနေရတယ်ဆိုတော့ယာရှိတွေရဲ့ဇနီးမယားတွေကိုအောက်ခြေငစနူကောင်တွေရဲ့ဇနီးမယားတွေကသွားပြီးတော့ထမိန်လျှော်ဖို့ပေးနေရတာတွေကျွန်တော်တို့မိဘူးတိုက်ပေးနေရတာတွေအခါတရံမှာယာရှိတွေဟာအောက်ခြေကစစ်သားတွေရဲ့မိမတွေကိုပါကြာကူလီနှိုက်တဲ့သတင်းတွေလည်းကျွန်တော်တို့ကြားနေရတာဖြစ်တယ်ကျွန်တော်သူများအတင်းအဖျင်းကိုပြောနေတာမဟုတ်ဘူးလက်ရှိတက်တွင်းမှာဖြစ်နေတဲ့ဒါတက်တွင်းမရင်းမှုတွေသတင်းမီဒီယာအထက်မှာကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာတာတွေအများကြီးရှိတယ်ဗိုလ်မှူးကြီးအဆင့်အထိမကြသေးခင်သတင်းတစ်ပတ်အတွင်းမှာပဲဗိုလ်မှူးကြီးအဆင့်ရှိတဲ့ကောင်ရဲ့သူ့ရဲ့တမတ်မရင်းမှုအများကြီးရှိတယ်ဒါတော့မှဒီကောင်တွေတက်ထဲမှာပဲဖုံးဖိပြီးတော့တက်ထဲမှာပဲဒါချင်းချောက်ပြီးတော့တက်ထဲမှာပဲအစဉ်ပြေအောင်လှုပ်သွားတဲ့တန့်ငယ်မရင်းမှုတွေလည်းအများကြီးရှိတယ်ဘာကြောင့်လဲမနဲ့မိုးလင်းကိုအိမ်မိသားစုအတွက်မလောက်ကောက်တက်ထဲမှာနေရတဲ့ line တန်းမှာနေခဲ့ရတဲ့သူတွေကောင်းကောင်းသိမှာပါကျွန်တော်ရဲ့ဗီဒီယိုကိုဟိုဘက်ကောက်ကောက်နဲ့ကြည့်တယ်ဆိုလဲအများတို့ line တန်းမှာနေခဲ့ဘူးတယ်ဆိုရင်သိမှာပါတက်တန်းလျားပေါ့ဗျာမိုးလင်းပြီဆိုတာနဲ့သူတို့ရဲ့အရာရှိဘာခေါ်ခိုင်းမလဲဘာလေးဝယ်ပေးရမလဲနောက်ဆုံးမွေးစေပါကွာဝယ်ပေးနေရတဲ့အခြေအနေအရက်ဝယ်ကြက်ဖန်းအစင်ထက်မပိုနေတာတွေကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဒီနေ့ဒီအချိန်မှာရခိုင်မြေမှာထူးခြားတဲ့သင်ငန်းစာတစ်ခုတံငွေကတစ်ခုကိုမြင်တွေ့လိုက်ရတာကဗိုလ်မှူးချုပ်တွေအပါအဝင်တရင်မှုတွေကအောက်ချိန်ငစလူကကောင်းနေအကုန်လုံးကိုပါကျင်းချင်းနဲ့မှာပဲအတူတူရောမြုပ်လိုက်တယ်ဆိုတော့ရှင်းသွားရောပေါ့အဲ့တော့နောက်တစ်ချိန်မှာကျွန်တော်ကကြိုပြီးတော့သတိပေးချင်တာပါမိမိတို့ရဲ့ယောက်ျားတွေရဲ့အယိုးကို DNA ပြန်စစ်ပြီးတော့ကိုလင်ယောက်ျားတွေကိုတူတော်မောင်တွေကိုရဲ့ဆွေမျိုးတွေရဲ့ဒါ DNA နဲ့တိုက်ယူပြီးတော့ပြန်လဲသင်းကြိုရမယ်အခြေအနေဇိုးတွေပါသူတို့ရင်ဆိုင်နေရတာပါရှင်ထဲမှာဒီလိုအခြေအနေမျိုးတွေအဖြစ်ပြက်တွေတကယ့်ကိုလှိမ့်မြန်စွာပြောင်းလဲနေတဲ့အချိန်မှာနောက်တန်းမှမင်းအောင်လှိုင်ကသူ့ရဲ့အိမ်ကိုဘန်ကာတွေအထူကြီးတွေနဲ့အခိုင်မာစွာထက်တိဆောက်နေပြီးတော့တန်ချက်ကရင်တန်းတွေပြီးတော့
လက်နက်ကြီးတွေပါတက်ဆင်ထားပြီးတော့သူ့ရဲ့အိမ်ကိုကာကွယ်နေတယ်ဆိုတော့သူဘာလို့တော့ကြောက်နေတာလဲသူဘာကိုကြောက်နေတာလဲကျွန်တော်တို့ငလင်တန်နဲ့ပြည်သူတွေကခံလိုက်ရတယ်ငလင်တန်နဲ့ကဘာကထောက်ပံ့ကူညီခဲ့တဲ့ပတ်စံနဲ့သူကလေရင်ဝယ်တယ်အဲ့ဒီငလင်ကြောင့်ပဲကဘာကကူညီထောက်ပံ့ခဲ့တဲ့ပတ်စံတွေနဲ့ရုရှားမှာအိမ်ဝယ်ခဲ့သေးတယ်ဒါအပြင်အခုရှေ့တန်းမှာအကုန်လုံးငစနူကောင်တွေကတော်ကိုဆူဆူဝါဒီကောင်တွေဖြစ်ပြနေတာတောင်ရင်မြစ်ထဲမှာလဲဘောလောကျွန်တော်ရဲ့ Telegram မှာဒီနေ့တင်ထားတဲ့ဗီဒီယိုဖိုင်ကျွန်တော်ရဲ့မိဘတွေတွေ့မှာပါကျွန်တော်ရဲ့မိသားစုတွေကတော့ကြည့်ပြီးပါပြီကျွန်တော်နဲ့အမြဲတမ်းဝင်းရင်နေကြဖို့ဗျဘောလောကဲမဲ့သူမရှိဆယ်မဲ့သူမရှိတကက်ရေအရင်မြစ်ပါညစ်ပတ်စေတဲ့အကြမ်းမဖတ်စစ်ခွေးလောက်ကောင်နေအလောင်းတွေရေပေါ်မှာပြန့်ကျဲနေပါတယ်ဒါကြောင့်ကရင်တွေမိုးရင်းမစခွင်မှာတိုက်ပွဲအတွက်ပြင်ဆင်ခဲ့တာထူးခြားချက်တွေအများကြီးရှိတယ်ဟုတ်ပြီအကြမ်းဖက်စစ်ခွေးတက်ရဲ့တရင်မှုအလောင်းကိုကြောက်ဖြူမြို့နယ်တုတ်တန်မှာပဲတိတ်စိတ်တင်းကြိုလိုက်ရပါတယ်ဆိုတော့ဒီနေ့ပတ်သက်ပြီးတော့တိကျခိုင်မာစွာကျွန်တော်ထပ်မံပြီးတော့တင်ပြပေးပါမယ်တိုးတိတ်ခိုးပြီးတော့တင်းကြိုနေရတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ခေါင်းဆောင်ဘိုင်းတွေဘယ်နှကောင်တောင်ရှိနေပြီလဲဗျအဖြေကထွက်နေပြီလက်ရှိကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိသားစုဝင်တွေထဲမှာ1960 1990 1980ဆိုတော့အဲ့ဒီခေတ်ဆက်တွေနဲ့ထိတွေ့ဆက်ဆံပြီးတော့သိရှိခဲ့တဲ့သူတွေနေပြီးတော့အခု2025အထိပါဝင်ပြီးတော့ဝင်းရနေတဲ့ကျွန်တော်ရဲ့မိဘတွေရှိတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေခေတ်ဆက်နှိုင်းရှင်ကြည့်ပေးပါကျွန်တော်တို့နေဦးတော်လန်ရေးကကျွန်တော်တို့လူငယ်တွေအရန်ကိုတော်နေပါတယ်အရန်ကိုတက်နေပါတယ်ဆိုတဲ့စကားမျိုးကိုကျွန်တော်ကသုံးလို့နေတာမဟုတ်ဘူးကျွန်တော်တို့အားလုံးအတူတူလုပ်နေကြတယ်ကျွန်တော်တို့အားလုံးစူးစီးမိနေပြီကျွန်တော်တို့အားလုံးဒီပုံရန်သူကိုလုံးမလက်လွတ်မခံတော့ဘူးဆိုတော့ဒါကိုကျွန်တော်တို့ထင်ရှားစွာပြောချင်တာပါအခု88ကကျွန်တော်တို့မိသားစုဝင်တွေအကုန်လုံးပြီးတော့နိုင်ချင်းတွေအကုန်လုံးပြီးတော့အာနာသိမ်းထားတာကိုလုံးဝလက်မခံနဲ့ကျွန်တော်တို့မိဘပြည်သူတွေအကုန်လုံးကျွန်တော်တို့ဂိမ်းဆော့နေတဲ့ဘောလုံးကန်နေတဲ့ပြီးတော့အင်ဂျင်နီယာလုပ်ငန်းတွေပြီးတော့ကျွန်တော်တို့စစ်ပညာတွေသင်ကြားနေတဲ့ပြီးတော့ကြပြဆရာတွေတေးဆိုတွေအကုန်လုံးပါဝင်နေတဲ့တော်လှန်ရေးမှာလက်ရှိအကြမ်းဖက်စစ်ခွေးတက်ကခေါင်းကြီးပိုင်းတွေတိုးတိတ်ခိုးပြီးတော့မြေမြုပ်နေရတယ်ဆိုတာကတော့မထူးဆန်းဘူးဆိုတာကိုကျွန်တော်ကပြောချင်တာပါဒီချိန်မြေကလည်းပျော့တယ်အဲ့တော့ကိုတွင်းကိုတူးဝီစီငရဲကိုကွန့်ကိုစောက်ထိုးစင်မက်ဆီတောင်ပြိကိုက်မှာမဟုတ်ဘူးဒါကတော့လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတက်ကဖြစ်ပြနေတဲ့အခြေအနေပါမေလ31ရက်နေ့မှာကြောက်ဖြူတိုက်ပွဲကိုစစ်ကူပို့လိုက်တဲ့ဒုဗိုလ်မှူးကြီးအဆင့်ဟာကျွန်တော်တို့ဒီနေ့ကျွန်တော်သတင်းပြောနေတဲ့ဂျွန်1ရက်နေ့တောင်မှမရောက်ဘူးသိဆုံးသွားတာမြင်လာကြည်လားအရကတက်တော်အေးအာဘူးရှာဘူးတိုက်ကြွေးချက်ကထိရရှာပြတ်တယ်31ရက်နေ့ကစစ်ကူပို့လိုက်တဲ့ဒုဗိုလ်မှူးကြီးဟာဒီကနေ့ကျွန်တော်သတင်းမှာတင်ပြခဲ့လိုက်တဲ့အတိုင်းပဲအခုတော့ခိုးပြီးတော့မြေမြုပ်တဲ့တွင်းကြီးတစ်ခုထဲမှာပဲစုပြုံတကြိုလိုက်ချင်းခံလိုက်ရပါတယ်ကျွန်တော်လူငယ်နဲ့တွေ့တဲ့အချိန်မှာဘယ်ရာဒုဘယ်အဆင့်မှမခံနိုင်တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်နောက်ထပ်ထူးခြားတာလေးတစ်ခုပြောချင်ပါတယ်မင်းအွန်လိုင်းကဒါဒီကနေ့မှာသူထုတ်ဖော်ပြောဆိုလာတယ်အဲ့ဒါကတော့လက်ရှိအချိန်မှာသူတို့တွေဆုံးရှုံးထားတဲ့နေမြေတွေဆုံးရှုံးထားတဲ့စစ်စကန်တွေကိုဒါတကယ့်ကိုရိုးရိုးချွန်နဲ့ပျောင်မြောက်စွာမဟာဗျူဟာကြတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့မြည်သူကိုမဆိုထူးချွန်နဲ့ဒါသူရဲကောင်းအဖြစ်နဲ့သူတို့ကအတိမတ်ပြုမှာဖြစ်ပြီးတော့ယာဒူးတွေကိုလည်းပြည့်ရသွားမယ်ချီးမြှင့်သွားမယ်လို့မင်းအွန်လိုင်းနှုတ်ကားပြောဆိုလိုက်တယ်
ဒါကဂျမန်ဖက်စစ်ခွေးတက်ကသူပြောလိုက်တဲ့စကားဒါပေမဲ့သူရှေ့ထဲမှာရှိတဲ့ဂျမန်ဖက်စစ်ခွေးတက်ရဲ့ယာတို့အကြီးပိုင်းတွေပါအပါအဝင်အောက်ချိန်ငတ်စနူကောင်းတွေအထိခွေးပြီးဝက်ပြီးခွေးတီဝက်တီတည်နေတာဒါတော့မှသူကဆုံးရှုံးခဲ့တဲ့နေမြေကိုပြန်လဲတက်ခိုက်သိမ်းပိုက်ပေးနိုင်တဲ့သူတွေကိုမဟာဗျူဟာကြလှုပ်ဆောင်နိုင်တယ်ဆိုရင်ဘယ်ရာဒူပဲဖြစ်ဖြစ်သူပေးနိုင်တယ်ဆိုတာမျိုးကိုသူကမဲဆွဲတာဟုတ်ပြီကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကိုကြည့်အောင်ကျွန်တော်တို့မှာဘာရာဒူရှိလဲဒီမျိုးကိုသိမ်းလိုက်လို့ဒီစကန်ကိုသိမ်းလိုက်လို့ကျွန်တော်တို့ကိုဘယ်သူကဘာပေးလဲဟုတ်ပြီဥပမာပေါ့ဗျာမင်းတို့ဒီလက်နက်ကြီးကုန်းတစ်ခုကိုသိမ်းမင်းတို့လက်နက်ကြီးကုန်းသိမ်းပြီးသွားရင်မင်းတို့ကိုငါတို့ဘယ်ရာထူးပေးမယ်ပေါ့ဗျာဘယ်အဆင့်ပေးမယ်ပေါ့ဗျာပြီးတော့မင်းတို့အတွက်လစာဘလောက်တုံးမြင့်ပေးမယ်ဆိုပြီးတော့မဲဆွဲတဲ့သူလည်းတယောက်မှမရှိဘူးအဲ့ဒီအချက်နှစ်ချက်အရန်ကိုထူးဆန်းတယ်နော်ကျွန်တော်မိပါကျွန်တော်တို့ကိုဘယ်သူမှမဲဆွဲစရာမလိုဘူးကျွန်တော်တို့ဘယ်သူမှမလုံးပေးစရာမလိုဘူးကျွန်တော်တို့ကိုဘယ်ရာထူးမှတုံးမြင့်ပေးစရာမလိုဘူးပြီးတော့သူတို့တစ်ဖက်ရုပ်ကအကောင်တွေမလုံးပေးပြီးတော့ယာထူးတွေတုံးမြင့်ပေးမယ်ဒါတော့ပိုင်ခွင့်တွေပေးနေသည့်တိုင်အောင်ဘာကြောင့်ကျွန်တော်တို့ဘာမှမရှိတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေဘာကြောင့်တကောင်တွေရှုံးနေတာလဲတွေးရင်အရန်ကိုဂုံယူဖို့ကောင်းတယ်လို့ဟိုဘက်ရုပ်ကကောင်တွေအတွက်တော်တော်လေးကိုအရှိတ်ရစရာကောင်းတယ်ဒါကြောင့်ထမင်းစားပြီးလူမဖြစ်တဲ့ကောင်တွေကျွန်တော်ပြောတာမလွန်ပါဘူးကျွန်တော်အမြဲတမ်းသုံးနေကြစကားလေးခုရှိပါတယ်အရက်က4ပြီ8အရက်ကလူစင်မမီတော့ညံကရောလူစင်မှီမလားဆိုတော့ညံရေးပါမမီပြန်ဘူးအရှိမတဖြုတ်ဖြုတ်တပုံးပုံးတင်နေလို့ခိုးပြီးတော့မှမตาချနေရတာကိုဆုံးချုံနာတဲ့နေမြေကိုပြန်လဲတက်ခဲ့သိမ့်ပိုက်ပြီးသွားရင်လိုချင်တဲ့ယာထူးတွေပေးမယ်ဆိုတော့တရားကြဖို့ကောင်းနေပြန်ပြီသူ့အိမ်ကိုကြတော့ဘန်ကာတွေရောတန်ချက်ကရင်တွေရောဂျမ်ဘာတွေရောလက်နက်ကြီးတွေနဲ့ပါကာဝယ်ထားပါတယ်ဗျာတကယ်လို့မြတ်သူ့အိမ်ကိုကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တိုင်းသားတပ်ဖွဲ့ဝင်တွေရောက်လာမယ်ဆိုရင်တေးကြတယ်အဲ့ဒီကောင်ကပြေးဖို့ကလည်းလီရင်ကအစင်နဲ့ရှိနေပြီးသားဟုတ်ပြီဒီနေ့ညီကုန်းချုပ်လေးမှာကျွန်တော်ထည့်သွင်းပြီးတော့တင်ပြပေးချင်တာကလက်ရှိအကြမ်းဖက်ဖက်စစ်ခွေးတက်ကဒါခေတ်ဆက်သုံးနေခဲ့တဲ့သူတို့အောင်မြင်ခဲ့တဲ့အချက်3ချက်အကြောင်းကိုကျွန်တော်ပြန်ပြောင်းပြီးတော့တင်ပြပေးချင်ပါတယ်အဲ့ဒါကတော့သူတို့တွေကျင့်သုံးခဲ့တဲ့အောင်မြင်ခဲ့တဲ့ပြီးတော့ကျွန်တော်တို့တော်လန်တော့ဒါဘတ်တော်သားတွေအချင်းချင်းအသွေးခွဲခဲ့တာတွေကိုပြီးတော့ဒါတွေကိုအာနာရှင်ကတောက်လျှောက်အသုံးပြုပြီးတော့ဒါအဆင်ပြေခဲ့တာကိုတွေ့ရတယ်လို့ကျွန်တော်တို့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမှတ်2စစ်ဒေသနယ်မြေမှုစစ်စင်ရေးမှုရဲဘော်တင်ဦးကပြောဆိုခဲ့တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချက်3ချက်ထဲမှာဆိုရင်ပထမအချက်ကသွေးအေးစေမဲ့စီအာနာရှင်တွေဟာကျွန်တော်တို့ကိုသွေးအေးသွားအောင်အမျိုးမျိုးအချိန်ဆွဲပါတယ်အမျိုးမျိုးကောလာဟာလာတွေလုပ်တယ်အမျိုးမျိုးညှော်လင့်ချက်အမှားတွေပြီးတယ်ဒါပေမဲ့ပြည်သူတွေကသွေးမွေးဘူးသွေးအေးစေမဲ့စီးကိုကျွန်တော်တို့ကြော်နိုင်ခဲ့ပြီလို့သူပြောပါတယ်ဆိုတော့သူပြောခဲ့တဲ့စကားလက်ရှိကျွန်တော်တို့သွေးအေးနေပြီလားဆိုတာကိုကျွန်တော်တို့ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်ကျွန်တော်တော်လန်သောမိဘပြည်သူတွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကခဏအချိန်ထိကောက်ရုံးမီးမဟုတ်ဘူးဆိုတာကိုခိုင်မာစွာတက်တည်တွေပြသခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီဒီတစ်ချက်ကိုတော့ကျွန်တော်အောင်မြင်ခဲ့ပြီနောက်တဲ့ချက်ကကြတော့သွေးကြောင်စီမဲ့စီးလို့သူကပြောပါတယ်ပြည်သူတွေကြောက်သွားအောင်ကျွန်တော်တော်လန်ရေးသမားတွေကြောက်လန့်သွားအောင်ရဲဆက်လုပ်ပြတာဆိုတော့ဒါကိုသူတို့တွေခေတ်ဆက်အသုံးပြုခဲ့တာတွေရှိတယ်ပြီးတော့ဒီကနေ့ကျွန်တော်တင်ပြခဲ့တဲ့သတင်းမှာဆိုရင်လည်းပဲကျွန်တော် PNLA ကကျွန်တော်တို့တပ်ဖွဲ့ဝင်9ဦးကိုသူတို့တွေဒါလမ်းမပေါ်မှာပဲဟိုဘက်လှည့်ခိုင်းပြီးတော့တနက်နဲ့အနောက်ကနေပြီးတော့ပေါ်ရင်ပြစ်တက်လိုက်တာအဲ့ဒါကကျွန်တော်တို့ကိုအကြောက်တရားထဲ့တာကျွန်တော်ရဲဘော်တွေသွေးကြောင်သွားမလားဆိုပြီးတော့သူကရက်ဆက်ပြတာပါဒါဒီလိုလောက်ရက်တွေဟာဒါပုံမှန်အတိုင်းပဲလက်ရှိအချိန်ထိလှုပ်ဆောင်နေတယ်ဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီ
ဒီလိုမျိုးလှုပ်ဆောင်ခဲ့တဲ့ရဲဆက်ဆက်တပ်ဖြတ်မှုတွေပြီးတော့ဒီလိုသွေးကြောင်အောင်လှုပ်ဆောင်ခဲ့တဲ့စီးကိုရောကျွန်တော်တို့ကြော်နိုင်ခဲ့လားကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ကိုဘလောက်ထိရက်ဆက်ပြပါစေကျွန်တော်တို့အိမ်ထဲထိကျွန်တော်တို့အိမ်နေတဲ့ခြံထဲထိဝင်ရောက်ဆွဲပြီးတော့ကျွန်တော်တို့ကိုတပ်ဖြတ်ပြတယ်ဒီနေ့လာဖမ်းဒီညလာဖမ်းနောက်နေ့မနက်ရုပ်ပြက်ဆင်းပြက်ဖြစ်တဲ့ဓာတ်ပေါ်ဒီကိုပြန်ပို့သည့်တိုင်အောင်ကျွန်တော်တို့သွေးကြောင်သွားတဲ့တော်လန်တော့မိသူတွေမဟုတ်ဘူးဆိုတော့ဒီစီးကိုလည်းကျွန်တော်တို့ကြော်နိုင်ခဲ့ပြီဟုတ်ပြီနောက်ထပ်စီးတစ်ခုအဲ့ဒီစီးကလက်ရှိအချိန်မှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေပြီးတော့တိုင်းသားတပ်ဖွဲ့ဝင်တွေအချင်းချင်းစီးလုံးညီညွတ်နေကြတယ်အဲ့တော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိုစီးလုံးညီညွတ်မှုမရှိဖို့သွေးခွဲဖို့သူတို့တွေညီမျိုးစုံနဲ့စူးစမ်းပြင်ဆင်ပါပါအခုလည်းပဲခေတ်ဆက်ဆက်သုံးလာခဲ့တာတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒီစီးကိုကျွန်တော်တို့ထပ်မံပြီးတော့ကြော်ဖြတ်ရင်းနဲ့အာနာရှင်မြစ်ဖြတ်ခြေမုံရမှာဖြစ်ပါတယ်အဲ့ဒီစီးကိုလည်းကျွန်တော်တို့အခုနောက်ဆုံးစီးပေါ့ဗျာဒီနောက်ဆုံးစီးကိုလည်းပဲကျွန်တော်တို့ကြော်ဖြတ်နိုင်တဲ့အခြေအနေကောင်းတွေအများကြီးပိုင်ဆိုင်ထားပါတယ်လက်ရှိအချိန်မှာကရင်နေမြေမှာ KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြီးတော့ကရင်အလံအောက်မှာရှိတဲ့ကျွန်တော်တို့ KNLA KTLA ပြီးတော့ PC DKBA ပြီးတော့ BGF စတဲ့ကျွန်တော်တို့ကရင်တမျိုးသားလုံးနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့စင်ဝဲနေတဲ့စစ်စင်ရေးကြီးကိုလည်းကျွန်တော်တို့ဒီမိုးတွေမတိုင်ခင်နဲ့ကျွန်တော်တို့စတင်တွေ့ကြရပြီဖြစ်တယ်ဒါဟာအကြမ်းဖက်စစ်ခွေးတက်တကယ်ကိုထိတ်လန့်ကြောက်ရွံ့ရတဲ့ကရင်စစ်ရေးအခြေအနေပါကရင်တွေဟာဒီတော်လန်ရေးမှာရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ယက်တည်နေတာပါကရင်တော်လန်ရေးမှာအပြည့်အဝပါဝင်လာပြီးဆိုဒီတော်လန်ရေးရဲ့အဆုံးသတ်မဲ့ရက်အနည်းဆုံးဖြစ်နေပြီလို့ကျွန်တော်ကတော့ပွင့်လင်းစွာတင်ပြချင်ပါတယ်ဒါအမှန်တရားပါပြီးတော့ KIA နဲ့ TNLA ရဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေကိုထပ်မံပြီးတော့မြင်တွေ့ရဖို့ရှိတယ်ပြီးတော့အရကတတော် AA နဲ့ကျွန်တော်တို့ပူးပေါင်းထားတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့စွမ်းမကားကိုလည်းထပ်ပြီးတော့တွေ့ရဖို့ရှိတယ်ပြီးတော့ကျွန်တော်တို့အညာသားကြီးတွေရဲ့ကိုမြင်းဆောင်အညာသားကြီးတွေရဲ့သွေးကိုလည်းပဲထပ်မံပြသဖို့ရှိပါတယ်ဒါဟာကျွန်တော်တို့အားလုံးအတူတူရှိနေတယ်ကျွန်တော်တို့အားလုံးရဲ့အနောက်မှာတစ်ကမ္ဘာလုံးမှာရှိတဲ့မိဘပြည်သူတွေကလည်းယနေ့အချိန်ထိသွေးမအေးပဲနဲ့ယနေ့အချိန်ထိခိုင်မာစွာဝန်းရံထောက်ပံ့နေခြင်းဟာအာနာရှင်တွေရဲ့နောက်ဆုံးသောနေ့နောက်ဆုံးသောအချိန်ရောက်ရှိနေတဲ့အကြောင်းကိုတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းကြိုးစားပေးနေပါတယ်ကင်းတော်လန်သောတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှောင်းလန်းနေတဲ့လမ်းကျွန်တော်မြင်ပါရယ်မှန်းဆရင်းနဲ့မိမိတို့ရဲ့စီရေးအသည့်စီရေးသတိအမြဲတမ်းရှိဖို့ကိုကျွန်တော်ထပ်ဆောင်တင်ပြရင်းနဲ့ဒီကုန်းချုပ်ပြစေလက်နက်ပေးစီပီကပ်ပေးကြောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတဝူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါတဲ့အောင်လေးလေးနဲ့ဆူတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါ